င့်အသက်ဘလောက်လဲအသက်40ဆိုရင်ဘဝနဲ့အိမ်မက်အပေါ်တစုံတရာမျိုးလင့်ချက်ထားဖို့ပြီလားအသက်40အရွယ်တဲ့ script တချို့ကမျောလင်းချက်ပါလျလျလေးတွေနဲ့အိမ်မက်ကိုမရဲရဲလောင်းကျထတ်ကြတယ်တချို့ကြတရက်စလာခြေစုံဖြစ်တွေးလုံးနေနဲ့ဘဝကိုဈေးကွက်တဲ့အတင်းဝင်တိုးတယ်တချို့တွေကတော့လက်တစ်ဖက်မှာပိုက်ကွန်လက်တစ်ဖက်မှာတားဘဝနဲ့အိမ်မက်ကိုကစားကွက်လှလှဖို့ကစားကြတယ်ဘာဖြစ်ပါမိတစ်ဖက်ရေမွတ်တစ်ဖက်အကျိုးပစ်ဟာကြီးစုလူပရိသတ်ပေါ်တီမီclimax တွေတက်ကြားတတ်တယ်လေနီယောင်ကွယ်လို့လာထွက်လာတော့လေလံတင်ဆဲဆဲညတွေနန်းနလာခဲ့ပြီးအိမ်မက်ထဲကနတ်သမီးလေးကိုလွမ်းနဲ့အလွမ်းလမ်းချမ်းဘဝချမ်းတဲ့စီကအမေအိုကိုတရိရတဲ့အလွမ်းတခါတလေလဲဇန်းရမန်းစားငယ်ဘဝကိုလွမ်းရတာလည်းရှိတချို့တွေနဲ့ငါတချို့ဘဝအိမ်မက်အချစ်အသက်ဝိညာဉ်ပြင်ဆင်တင်ပြထားတဲ့7 minutes စာဗီဒီယိုပြကွက်လေးလိုပဲတစုံတရာကိုရဲမြုပ်လင်းပစ်ချင်ပြီ